ဒီနေ့တော့ခရမ်းချင်တင်ငပိချက်ချက်ပါတယ်ဒါလေးကတော့ဝက်နံယူကြော်ရယ်ကြက်အသေးကြော်ရယ်ပါဒါလေးကတော့ဟင်းနုနွေရဲ့ကြော်ပါတူစီရဆန်လေးရွက်ဒင်းင်းတိပြုတ်တခွားတိညငူတိကျုပ်ကြော်လေးရတော့တယောက်တစ်လုံးစီ